လွယ်ကူရိုးရှင်းပြီးတော့မွေးဆက်လေးနဲ့စားလို့ရန်ကောင်းတဲ့ကြက်သားငရုတ်သီးချက်နေအသေးလေးကိုမျှပေးလိုက်ပါတယ်။အရင်ဆုံးဂျင်ကျက်သွန်ဖြူလေးတွေကိုတောက်တောက်လိထားပေးပြီးသွားပြီဆိုရင်တော့ကျက်သွန်မင်းလေးတွေကိုလိထားပေးလိုက်ပါမယ်။နောက်ထပ်ငရုတ်သီးစိမ်းလေးတွေကိုအလဲကနေတစ်ချမ်းချမ်းပြီးတော့လိထားပေးပြီးသွားပြီဆိုရင်တော့ငရုတ်သီးအနီလေးတွေကိုလည်းကိုစားနိုင်သလောက်လိထားပေးလိုက်ပါမယ်။ချက်ပေါင်သားလေးတွေကိုအတုံးလေးအဖြစ်အောင်လိထားပေးပြီးသွားပြီဆိုရင်တော့ပဲငတ်ပြားရဲ့အကြီးခရုစီစာကြက်သားမုံငရုတ်ကောင်းမုံကော်မုတ်ထည့်ပြီးတော့နှံသွားအောင်နှဲထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့ဒီနေ့ချက်ဖို့အတွက်ပိုင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲ။အိုးထဲမှာစီထည့်ပေးပြီးစီပူလာပြီဆိုရင်တော့ခုနကနေထားတဲ့ကြက်သားလေးတွေကိုရွှေအောင်တန်းလာအထိကြော်ပေးလိုက်ပါမယ်။ပြီးရင်တော့ဂျင်ကျက်သွန်ဖြူခွာကြောင်စေးထည့်ပြီးတော့မှုသွားအောင်ထပ်ကြော်ထားပေးလိုက်ပါ။ပြီးရင်တော့ငရုတ်သီးအနီနဲ့ငရုတ်သီးစိမ်းလေးတွေကိုထည့်ပြီးတော့ထပ်ကြော်ထားပေးလိုက်ပါမယ်။နောက်ထပ်အယောင်လာသွားအောင်လို့ပဲငတ်ပြားရဲ့အနောက်တစုံလောက်ထည့်ပြီးတော့နှံသွားအောင်တခြားလေးထပ်မွေထားပေးလိုက်ပါနောက်ဆုံးကြက်သွန်မိန်လေးဖြူပေးပြီးသွားပြီဆိုရင်တော့အခုလိုမျိုးလောရလဲကူပြီးတော့စားလို့ရန်ကောင်းတဲ့ကြက်သားငရုတ်သီးအဆက်ချက်လေးကိုရပါပြီနော်ဒီဟင်းလေးကချက်ရနဲ့တန်အောင်စားလို့လည်းရန်ကောင်းတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်